ဒီเจ้าမှာတော့အရန်ကိုထူးဆန်းတဲ့စီကံတစ်ခုရှိပါတယ်။အဲ့ဒါကတော့เจ้าသားနဲ့เจ้าသူတွေဟာလုံးဝမစုံတွေ့ရဘူးဆိုတဲ့စီကံပါပဲ။မိန်းကလေးတွေစာသင်ခန်းထဲမှာရှိနေတဲ့အချိန်ဆိုရင်ယောက်ျားလေးတွေကစင်ကြံလမ်းမှာဟိုဒီပြေးလွှားနေရပြီးမနက်ခင်းကိုလက်လှုပ်ရှားမှုလုပ်တဲ့အချိန်မှာတော့အနည်းဆုံး10 မီတာအကွာအဝေးမှာနေကြရပါတယ်။ဆိုတာအေးတပူဝဲတောက်ဖို့တောင်ဒီเจ้าမှာခွင့်မပြုပါဘူးအေးတောက်တာဟာမကောင်းတဲ့အတွေးခေါ်တွေကိုဖြစ်ပေါ်စေတယ်လို့เจ้าအုပ်ကြီးကယူဆထားတာကြောင့်ပါနေ့လယ်စာစားချိန်မှာလဲယောက်ျားလေးနဲ့မိန်းကလေးတွေကိုတီးတန့်စီထိုင်ခိုင်းထားပြီးဆရာမတွေကအချိန်ပြည့်စောင့်ကြည့်နေတတ်ကြပါတယ်တကယ်တော့ဒီเจ้าဟာအရင်ကမိန်းကလေးတီးတန့်ကြောင့်ဖြစ်ခဲ့တာပါဒါပေမဲ့เจ้าရဲ့ဗန္ဒာရေးခက်ခဲတွေကြောင့်เจ้าအုပ်ကြီးကယောက်ျားလေးတွေကိုပါလက်ခံဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါကိုမကျေနပ်တဲ့ဆရာမတစ်ယောက်ကเจ้าသားနဲ့เจ้าသူတွေအကြည့်ချင်းစုံတာကိုဗီဒီယိုရိုက်ပြီးတိုင်ကြားခဲ့ရာကနေအခုလိုတင်းကျပ်လွန်းတဲ့စီကံတစ်တွေပေါ်ပေါက်လာခဲ့တာပါဒါပေမဲ့အချစ်ကိုတားလို့မရဆိုသလိုပဲကျောင်းသားကျောင်းသူတွေဟာ group chat တွေကတဆင့်တိတ်တဆိတ်အဆက်အသွယ်လုပ်ခဲ့ကြပါတယ်။ဒီနေ့မှာတော့ကျောင်းသားတစ်ယောက်ကဗိုက်စာနေကြောင်းချထဲမှာပြောလိုက်တဲ့အခါစိတ်ကောင်းရှိတဲ့မိန်းကလေးတစ်ယောက်ကနွားနို့တပူးကိုစပွဲအောက်ကနေခိုးပြီးကမ်းပေးခဲ့ပါတယ်။ဒါကိုဆီယမကတွေ့သွားပြီးကျောင်းအုပ်ကြီးစီတိုင်ကြားလိုက်တဲ့အခါမှာတော့သူတို့ရဲ့ chat ထဲကစာသားတွေကိုဖတ်မိတဲ့ကျောင်းအုပ်ကြီးဟာထိတ်လန့်သွားခဲ့ပါတယ်။အဲ့ဒီ chat ထဲမှာဘလို့စာသားတွေရှိနေလို့လဲ။ပြီးတော့ကျောင်းသားလေးကအားလုံးရဲ့ရှေ့မှာအဲ့ဒီမိန်းကလေးကိုမင်းရဲ့နွားနို့ကိုငါတောက်လို့ရမလားလို့မေးလိုက်တဲ့အခါမှာဘာတွေဆက်ဖြစ်လာမလဲ။တင်းကျပ်တဲ့စီကံတွေအောက်မှာပေါက်ဖွာလာတဲ့ဒီထူးဆန်းတဲ့အချစ်ဆက်လန်းကဘလို့အဆုံးသတ်မလဲဆိုတာကတော့